ကိုယ်ကတောင်းမှုငင်းဆောင်တင်းငါခွင့်ရှိတဲ့တက်သားနိုင်လင်းထုံးရွှေညောင်ခလာ90လေးပဲကျွန်တော်လှုပ်လိုက်ရှာရင်ကျွန်တော်လှုပ်ပေးမယ်ဆိုပြီးတော့ခေါ်တဲ့နေရာဟိုမှာဘေးရင်အောင်တက်ထိတ်မှာကျွန်တော်လှုပ်ပေးမယ်တဲ့ဆိုပြီးတော့တက်ချက်တူကခေါ်ပြီးတော့ကျွန်တော်ငင်းကုန်းစုတောင်းကြီးတစ်ကိုထည့်ခဲ့တယ်ဗျကျွန်တော်မလှုပ်ချင်ဘူးလို့ပြောတာတောင်မှပဲကျွန်တော်ထိုးပါကြိတ်ခါနဲ့ကျွန်တော်စစ်တပ်ထဲကိုရအောင်ထည့်ခဲ့တယ်သူဒီမှာအလင်းလောင်ရဲ့အကြောင်းတော့အကုန်လုံးလူပဲကျွန်တော်တို့လည်းငါကြီးကနေပြီပြီးလို့ချင်းကျွန်တော်တို့စိတ်ဆန္ဒမပါမဲနဲ့လေကျွန်တော်တို့ကိုတိုက်ခိုင်းနေပြီးတော့လို့ချင်းစာရီသားသားပေါ့သူတို့ကတော့စားနေတောက်နေပြီးတော့ကျွန်တော်တို့ကတော့ငါကြီးခံပြီးတော့ရှေ့ကနေတိုက်နေသူတို့ကတော့နောက်မှစားတောက်နေရဲဘော်တွေတင်းပြီးဆိုတဲ့ပုံစံမျိုးနဲ့ပဲသူတို့ကတိုက်နောက်ကပို့တဲ့ငါဟောက်လေသူတို့ကသူစားလေရဲဘော်တွေကိုချပြီးတော့ကျွေးတာဘာညာတော့မရှိဘူးအားကြောင့်မှုလေမကြိုက်လို့ကျွန်တော်တို့လင်းလာဝင်ဆိုပါကျွန်တော်တို့လင်းလာဝင်ဒီကအဖွဲ့ကြီးကကျွန်တော်တို့ကိုတတ်မယ်လို့ပါဦးနဲ့အဲ့လိုမျိုးယူဝါဒထည့်တာကြီးတယ်လင်းလာအောင်ပေါ့မင်းတို့ထွက်ပြေးသွားလို့ရှိရင်ဒီကအဖွဲ့ကြီးနဲ့မိလို့ချင်းမင်းတို့ကိုတတ်မှာလို့ပါလို့သူအဲ့လိုမျိုးယူဝါဒချတယ်အဲ့ဒါကြီးကကျွန်တော်တို့ကပထမတော့နားထောင်ခဲ့ပါတယ်နောက်ပိုင်းမှာတော့ဒီကအကိုကြီးအကုန်လုံးကကျွန်တော်တို့ဒုံနဲ့စာရွက်တွေကျဲပြီးအဲ့ကြောင့်ကျွန်တော်အဲ့စာရွက်တွေရတယ်ဖက်ကြည့်ပြီးတဲ့ချိန်မှာကျွန်တော်တို့ဖုံးဆက်တွေလုပ်ပြီးတော့ကျွန်တော်တို့စင်းကိုကြိုးစားတဲ့အချိန်တိုင်းမှာအငြင်းတန်းပိတ်ဆိုတာနောက်တစ်ချိန်မှာကျွန်တော်တို့တန်တန်မီမီနဲ့ရေခက်ဆင်းမယ်ဆိုပြီးတော့ကျွန်တော်တို့ထွက်လာခဲ့ပါတယ်ကျွန်တော်ကောင်းမွန်ပါပဲပြောချင်းတဲ့ဝမ်းသာလိုက်လာပြီးတော့ဖက်ကြိုးစိုးပါတယ်သူညီကိုမောင်တော့မှတွေးကြရင်းလို့ပဲလာပြီးတော့ကြိုးစိုးကြပါတယ်ကောင်းမွန်ပဲတခြားစီပါပဲသူတို့ဝါဒဖြန့်ကြည့်တာကတော့တတ်မယ်လို့ဖြန့်ကြည့်တာဒီကိုရောက်တဲ့အချိန်မှာတော့မိသားစုလိုပဲစီစီလုံးလုံးနဲ့ပျော်ပျော်ရှင်တက်ဝင်နဲ့ကျွန်တော်တို့ကိုကြိုးစိုးပါတယ်ကျန်တဲ့လူတွေကတော့သူတို့ကတော်တော်ကြီးကိုစိတ်တက်ကြနေသူတို့လှုပ်ချင်စိတ်လည်းမရှိတော့အကောင်လုံးကခင်းနိုင်ရင်လက်နက်ချပြီးလင်းလာဝင်ကျင်တယ်ဒါရင်နဲ့အထက်မှာလုံနေတဲ့လူကြီးတွေကလက်သိမခံဘူးမင်းတို့လင်းမဲဝင်ထွက်ပဲကြည့်ကြတယ်မင်းတို့ကြီးတာနဲ့မင်းတို့ဘက်ကိုပြန်ကြည့်မယ်လို့အဲ့လိုလိုအောင်ချောင်းပြောတာတိုက်နေပါတဲ့အချိန်ဆိုရင်တချို့ကလေးတွေကြောက်လို့အနောက်ပြန်လှည့်ကြကြတယ်ကြီးတာနဲ့သူတို့ကိုယ်တိုင်လည်းပြန်ပြစ်ဖို့တီအောင်ရည်ရွယ်ခဲ့ကြတယ်အဲ့ဒါကလေးတွေကကြောက်ပြီးတော့နောက်တော့ပြန်မကြည့်ကြပါဘူးသူတို့ခိုင်းနေယူရတာအတိုင်းပဲလိုက်လုပ်ကြတယ်ရဲဘော်တခါတော့ထားပြီးတော့သူကဆရာပေါ့တက်ကြက်ဒုတက်ကြက်ကအစရဲဘော်ဆိုလို့ချင်းမင်းကရဲဘော်မင်းငါ့နဲ့မတူနေရတကမတိုင်းနေလို့အလုပ်လုပ်တာပါညာစားတာတောက်တာအစပေါ့ဆရာဒုတက်ကြက်လောက်ဆိုရင်လည်းရဲဘော်ကိုတခြားဟင်းနဲ့ကြွေသူတို့ကဟင်းကောင်းနဲ့စားရင်စားတယ်ရဲဘော်တွေငတ်နေတဲ့အချိန်ကျရင်သူတို့ဘာသူတို့ထမင်းချက်ထားတယ်ရဲဘော်တွေချက်ထားရင်ပြောရဆိုတာထိုးရကြိတ်ခါရင်အဲ့ဒါမျိုးကြီးလည်းရှိတယ်ကျွန်တော်စစ်ကောင်စီကိုပြန်ပြီးတော်လှန်မယ်ဆိုတာကျွန်တော်တော်တော်ကြီးစိတ်နာခဲ့လို့ဘာလို့ဆိုတော့တချို့ဆိုရင်ကျွန်တော်ညီကိုတော်တွေသူတို့နေကြမရဘူးဖိနှိပ်တယ်သူတို့ခိုင်းတဲ့အတိုင်းမလုပ်ရင်ထိုးရကြိတ်ဟာနဲ့တော်တော်ကြီးလည်းစိတ်နာဘာမှမဆိုင်တဲ့ပြည်သူလူထုကိုလည်းသူ့ဘာလို့ညဘက်သွားတာအစပေါ်တာဆိုပြီးဆွဲပြီးလို့ချင်းရှေ့တန်းကိုအတင်းပို့တင်တန်းလေး၄-၅ လလောက်တက်ပြီးတော့ဘာမှအတွေ့အကြုံမရှိတဲ့ကလေးတွေကိုရှေ့တန်းကိုပို့သူတို့ကတော့နောက်မှနေအထိုင်ရနေတယ်ကျွန်တော်အဲ့ဒါကြီးလည်းမကြိုက်လို့ပြည်သူ့စစ်မှုထမ်းအနေနဲ့ဝင်လာမဲ့ညီကိုတော်တွေအကုန်လုံးတော့ကျွန်တော်ခင်းနိုင်တဲ့မဝင်စေခြင်းပြဒီပြည်သူ့စစ်မှုထမ်းကြီးဝင်မဲ့အစားဒီအထက်ကလူကြီးတွေကိုပြန်ပြီးတော့တော်လှန်မဲ့ကိုညီကိုအဖွဲ့အစည်းတွေကိုပြန်ပြီးဝင်စေခြင်းတယ်ဘာလို့ဒီကိုဝင်လာလဲသူတို့ငငက်ကက်ထားမယ်ထားပြီးရှေ့တန်းကိုတင်မယ်တေးပြီးဆိုတဲ့ပုံစံမျိုးနဲ့လုပ်မယ်သူတို့ကတော့အနောက်ကနေခုံပေါ်မှာထိုင်ပြီးခိုင်းနေပါပဲအဲ့ဒါကြောင့်ကျွန်တော်ညီတွေကိုဝင်လာမယ်ဆိုရင်တော့မဝင်ကြပါနဲ့လို့ပဲကျွန်တော်တိုက်တွန်းချင်ပါတယ်ကျွန်တော်တက်မှ55ခလာ94ရွှေညောင်မြို့တာဝန်မှု98163တက်တာအောင်ပြည့်ရှာကျွန်တော်နေတာတော့ရန်ကုန်မှာဒီလှုပ်သွားရင်းနဲ့လှုပ်မသွားရင်တော့ကျွန်တော်ဗန်နူလာပန်းချံသွားတယ်ဗန်နူလာပန်းချံသွားတော့အာရကိုယ်စလဲနဲ့တော့တွေ့တယ်ကိုယ်စလဲကမေးတယ်ညီလေးဘာလို့လှုပ်လဲကျွန်တော်တော့လှုပ်တယ်ပဲလုံချုံကြီးပေါ့ညီလေးလှုပ်မလားတဲ့လာစားကောင်းတယ်ပတ်စံဝင်ကောင်းတယ်ဘာလုပ်လဲလို့မေးတယ်ကျွန်တော်ဒီ rubber တော့မှာပေါ့လာစားကောင်းတယ်ဝင်ကောင်းတယ်
လုံးမယ်ဆိုပြီးကျွန်တော်လည်းလိုက်သွားတာကျွန်တော်တစ်စင်းမီးတစ်စင်းပြကျွန်တော်လူရှိန်းနေဗျတယောက်ပြီးတယောက်ကျွန်တော်လာခေါ်တယ်နောက်ဆုံးဒီရန်ကုန်တိုင်းအားသာဝင်းနဲ့ရောက်ပြီးတော့ဘိုးကြီးတယောက်ကျွန်တော်လာပြီးတော့ခေါ်ဘိုးကြီးကနေမှတစ်စင်းတငင်ကုန်းစုဆောင်ရတက်ကြက်ကြီးကိုယ်စလေတက်ကြက်ကြီးကိုလမ်းခေါ်ပြီးကျွန်တော်လိုက်ထွက်နေလာခေါ်တယ်တငင်ကုန်းစုဆောင်ရဟိုရောက်တော့လေကျွန်တော်လည်းစစ်တပ်မှန်လည်းသိတယ်ဒါမလုပ်ဘူးလို့လေကျွန်တော်လည်းပြောဖို့အစီအစဉ်ရှိတယ်ဆန္ဒမပေါလို့လည်းပြောဖို့အစီအစဉ်ရှိတယ်ကိုရှိမှတယောက်လည်းမဟုတ်နှစ်ယောက်သုံးယောက်ရှိတယ်ဗျသူတို့အဲ့လိုမျိုးဆန္ဒမပေါဘူးလို့ပြောကြတယ်မေးတဲ့ဒီဘုတ်ဖြေတဲ့လူမေးတဲ့လူကတော့ရတယ်ဆန္ဒမပေါဘူးရတယ်စားရစားရနဲ့သူတို့ရဲ့ခေါ်လာတဲ့သူတို့ရဲ့ကိုယ်စလဲကိုပေးလိုက်တာဒီမှာမင်းလူကတော့ကိုဆန္ဒမပေါဘူးရဗျကွက်ချက်နဲ့ခေါ်သွားသူ့လည်းထောင်းတယ်တယောက်လည်းမဟုတ်နှစ်ယောက်လည်းမဟုတ်အဲ့လိုမြင်တော့နောက်လူတွေလည်းမပြောရဲတော့ဘူးကျွန်တော်ဒီကော့ကရိတ်မြို့ကနေမြို့ပေါ်ရောက်တယ်မြို့ပေါ်ရောက်တော့ကျွန်တော်အဲ့နေ့လဲ2ရက်3လောက်ရှိရမအေးရအောင်မနက်3နာရီလောက်ကျွန်တော်ထသွားတော့မသိဘူးအဲ့နေရာလည်းမသိဘူးဘယ်ရွာကြီးမြန်လဲရောက်သွားမှလည်းမသိဘူးဒါပေမဲ့ရွှေချက်မင်းဖုန်းကျောင်းဘက်ကနေအဲ့ဘက်ကိုမရောက်ခင်ဒီဘက်အာရှလမ်းဘက်ကိုပြန်ဖောက်ထွက်တာအဲ့မှာစစ်တပ်ကကင်းချထားတဲ့အဖွဲ့တစ်ဖွဲ့ရှိတယ်ကျွန်တော်တို့မြင်တော့ဓမီနဲ့လမ်းထိုးတာဓမီနဲ့လမ်းထိုးတော့ကျွန်တော်ကလည်းဓမီနဲ့လမ်းထိုးဒီကားလမ်းဘေးကိုပြေးဝတ်တော့မရဘူးနောက်ကလိုက်ပစ်တယ်နောက်ကတော့မလိုက်သေးဘူးလှမ်းပစ်တော့ကျွန်တော်လည်းကြောင်းရင်လှမ်းနေပြေးတာကျွန်တော်ထွက်လာတာ4ယောက်ဗျတယောက်ကအမှကြံခဲ့တယ်နောက်ကနေ6ချက်လောက်ရှိလိုက်ပစ်တယ်ကျွန်တော်လည်းစောင့်ပါသေးတယ်6နာရီကိုတော့စောင့်သေးတယ်တော်တော်ကြီး4နာရီလိုက်လာတော့အဲ့တယောက်ကတော့အမှကြံခဲ့တယ်ကျွန်တော်အခုလက်ရှိတိုက်နေရတာဘာအဓိပ္ပာယ်မှမရှိဘူးပေါ့ဗျာတချို့ကျောင်းဆင်းလာကသာရဲဘော်တွေဆိုလို့ရှိရင်လေသူတို့အိမ်နေနဲ့သူတို့မိဘအိမ်နဲ့ဆက်သွယ်မရကြအောင်အခုမှကျောင်းဆင်းလာတဲ့ရဲဘော်တွေဆိုလို့ရှိရင်ကျွန်တော်ရှေ့တင်ပေါ့ဗျာမျက်စိရှေ့တင်တယောက်လည်းမဟုတ်နှစ်ယောက်လည်းမဟုတ်မျက်စိရှေ့တင်ကြာသွားတာကျောင်းလည်းဆင်းလာသူတို့မိဘအိမ်နဲ့လည်းဆက်သွယ်မရကြအောင်သူတို့ကကြာသွားပြီဒီလိုမျိုးရင်လည်းမြင်တွေ့ရတော့စိတ်မကောင်းဘူးနော်ဒီတိုက်နေရတာလေဘာအဓိပ္ပာယ်မှမရှိဘူးဆိုတာကိုလေကျွန်တော်တွေ့တဲ့ခေါင်းထဲဝင်လာတယ်ပေါ့အဲ့နဲ့ကျွန်တော်ဒီဘက်ထဲကိုလင်းဝင်လာတာပေါ့အာနာယူတယ်ပေါ့ဗျရဲဘော်ကြီးကနေစပြီးတော့ကာကွယ်ဦးစီးချုပ်တီကိုအာနာယူကြတယ်သူတို့ပြောလိုက်ရင်ထက်ကပေးရထားတဲ့မိတ်ကြီးဘုံထမ်းဆောင်အောင်လာတယ်ရဲဘော်ရဲ့နေစပြီးတော့အာနာယူကြတယ်စစ်တမ်းခွဲခြားကြတယ်ပေါ့အလုံးပျော်ပျော်ရွှင်ရွှင်ပဲပေါ့ကျွန်တော်တို့နွေးထွေးနဲ့ကြိုဆိုတယ်ဗျလူဝါဒဖြန့်ကြတယ်ဆိုဒီဘက်ရောက်ရင်တတ်မယ်ပေါ့ဘလို့တတ်မယ်ဘွားတတ်မယ်နီးမျိုးစုံနဲ့ပြောတာပေါ့တို့တိုက်ပွဲဖြစ်နေနေမိသွားရင်ဘလို့တတ်မယ်သူ့ဘက်ကလူတွေထိကြရင်နင်တို့ပို့ဆိုးမယ်နှိပ်စက်မယ်တတ်မယ်ဒီလိုမျိုးတွေဝါဒတွေဖြန့်ထားတယ်တက်ကနေဒီလိုမျိုးအခုလိုမျိုးရှေ့တန်းကနေပြီးတော့အဲ့လိုမျိုးထွက်ပြေးတယ်ဆိုလို့ရှိရင်ဒါသေတယ်ပဲဗျတနတ်မပါသေးဘူးဒါလူလွတ်ပဲဒါနောက်တော့တိုက်ပွဲဆုံးခွာမှုပေါ့စစ်ပွဲဆုံးခွာမှုဆိုလို့ရှိရင်ဒါသေတယ်ပဲတနတ်မပါသေးဘူးအဲ့လိုမျိုးတနတ်ပါပြီးတော့ဒါထွက်ပြေးမယ်ဒီဘက်လင်းလာဝင်မယ်ဆိုရင်တော့ကျွန်တော်လည်းမပြောတတ်ဘူးကျွန်တော်ဒီဘက်ကိုလာပြီးတော့ကျွန်တော်နဲ့လာပြီးတော့ပူပေါင်းပြီးတော့လင်းဝေစေခြင်းတယ်ပေါ့သူတို့လည်းဒီတိုင်းဆက်နေမယ်ဆိုလို့ရှိရင်ဒါအန်ရယ်များတယ်ပေါ့အန်ရယ်လည်းများတယ်ပြောလေဒုက္ခတွေလည်းရောက်မယ်ပေါ့အခုလက်ရှိလည်းသူတို့ဒုက္ခရောက်နေသူတို့သိပါတယ်ဒီဘက်ကိုကျွန်တော်တို့လာပြီးတော့ပူပေါင်းစေခြင်းတယ်လင်းလာဝေစေခြင်းတယ်ပေါ့ကလောခလာတော့တောင်းမှု13565တသားကိုဆိုတကယ်ချင်းအိမ်တော့လေနဲ့တော့လေပြီးပြန်လာတဲ့အချိန်မှာ
အဲ့ဘောကစက်ကောင်စီတားလူပေါ်ရဆွဲရခံရအဲ့ပေါ်ရဆွဲရနေပြီးတော့ဟိုစောင်းရနေကျွန်တော်ညင်းလို့မရအောင်တတ်ပြီဆိုတော့အဲ့မှာတလားလောက်ထားပြီးတော့ကျွန်တော်လေးရင်လေးကိုပို့လိုက်တယ်အဲ့လေးရင်လေးမှာလည်းကျွန်တော်ပြောလို့မရဘူးပြောလို့မရတော့အဲ့ကျွန်တော်ထွက်ပြေးတော့ဟိုမှာကျွန်တော်ချီချင်းနဲ့လက်ထိတ်နဲ့ចောင်းပြည့်ထိထားတယ်ចောင်းပြည့်ထားပြီးတော့ဟိုကနေပြီးတော့ဟိုခါရတော့ကနေလာခေါ်တက်ရတော့လေကျွန်တော်ဘိုးကင်းချုပ်တယ်မှာပဲထည့်ထားဘိုးချုပ်ထောက်ကန်တာရွေးမရဘူးတဲ့မှောက်ပေါ်နေပါလာမပါစစ်တော့မပေါ့ဆိုမင်းမှောက်ပေါ်နေလောက်ဘူးမှာပါညာဆိုပြီးသူတို့လက်ပွေစစ်တော့ကျွန်တော်စစ်ပုံနဲ့ပေါ်လို့ဆိုပြီးတော့သူတို့တက်ကိုပြန်ဆွတ်တယ်ပြီးကျွန်တော်ပြန်ထည့်ပြီးလိုက်တက်ကိုအဲ့အနေပဲဒီပထမစထိုးရမှာပါဟိုနောက်ပိုင်းမှာကျွန်တော်ပေးနေပြန်ပါလာဟိုအရာရှိတွေဆရာတွေကသူတို့တဝင်းတော်ပဲသူတို့ကြည့်ရဟိုကရားတဲ့ဟာမှန်ကအကုန်လုံးကသူတို့စားပြီးပိုးတဲ့လက်နဲ့ဆုပ်လိုက်တဲ့ဟာပိုးတဲ့ဟာတွေပဲကျွန်တော်တို့စားအားနဲ့လူအဟားပြရေတွေတောင်မတော့တော့စိတ်တွေကြာပြီးတော့မထူးဒီတိုင်းစနေကိုယ်လည်းတည်မယ်ဟိုဝချမ်းတော့ဝင်တယ်ကိုယ်အလက်ဝင်တာပဲကောင်းတယ်ဆိုပြီးတော့သူတို့ကတော့ပြောပါတယ်သူတို့ကအရှိရတော့တွေအကုန်လုံးတက်လိုက်ပြီပါညာလည်းပြောတယ်ပြောတော့မထူးရှမ်းဖေးပါဖေးအဲ့လိုထိမလုံးတော့ပါဘူးဆိုပြီးကျွန်တော်တို့ကိုယ်စိတ်ကူနဲ့ကိုတယောက်တည်းစင်လာခဏတော့မသိမရှိတော့ကိုယ်တော့မှလမ်းလျှောက်တော့တခုံးနဲ့ပြည့်လေအဲကန်နိုင်မနိုင်တော့ဟိုမှာနေမစင်းနဲ့လက်နဲ့အလဲလာမဝင်မဲနဲ့ဟိုမှာနေမစင်းနဲ့ဒီကလာတိုက်ရင်ကျွန်တော်တို့ပြန်ပြစ်မှုတာအခွင့်အမရှိတော့ဘူးတီတောင်းထုံးမှုတော့တော်တော်အားယူပါမှာပါအားကျွန်တော်မယူရခဲ့ဘူးကိုလိုက်လို့ကြွေလိုပါတယ်ပြီးတော့ကျွန်တော်တို့ဟိုကရေစက်ရနေဆင်းလာပြီးတော့ဟိုရောက်တော့ကျွန်တော်အလစ်လာဝင်လာပါဆိုပြီးတော့ပြောတော့ကောင်းမှုပဲကျွန်တော်ထမင်းကျွေးတယ်ဒီရတော့အေးစိတ်ပါပဲဘာမှမလုပ်ပါဘူးဒီနှစ်တကူကအင်လာတော့ပြီးဟိုကတယောက်မဟုတ်တဲ့သိန်းစီရပါတယ်ကံမပါရဲ့ကြွေးသူတို့ကမင်းဒီအလဲလာဝင်ခိုင်းနေပါတယ်ဟိုမှာနေရတာကျွန်တော်တို့ပဲနေဘူးတော့မနေခိုင်းချင်ဘူးသူတို့လည်းသူကဘာသာရေးအသိမသိဘူးအခုသူကလိုချင်တာပဲသိတယ်နောက်စစ်တပ်စစ်သွားတဲ့လူတွေငါလာတေးတော့ကြေရဆိုမသိဘူးဆိုတင်းကိုလောက်ခိုင်းဒါရမှပြီးမယ်ဆိုပြီးတော့သူတို့ကဒီနေ့ဒါရရင်ပြီးတာပဲဆိုပြီးတော့တည်ကြည်ဆိုပြီးတော့လွှဲတယ်ကျွန်တော်တို့ဆန်ကိုအရှိမထမင်းငါတာဆိုတလားကြော်ပါရဲ့တလားကြော်အဲ့ဒါကိုစံပြုတ်တောက်လိုက်စံပြုတ်တော့မဟာတော့ခွက်လေးနဲ့အဲ့ဒါကိုတနေ့ကုန်ချီကျဲကြီးနဲ့နေရကျွန်တော်တက်စီစဉ်ဟိုချောင်းလေးရောက်သွားတော့အဲ့စံပြုတ်တောင်မရတော့မပြောဘူးလေတော့ခုတ်ပြီးတော့ကိုပြုတ်စားဘာမှမပါ